ကျွန်တော်ဟာပြင်သစ်ဘီရင်နဲ့ရုပ်ချင်းတထရတဲ့တူနေုံနဲ့တင်တန်မြင့်တဲ့ပုံစွတ်ခံထားရပြီးထောင်ထဲမှာ6နှစ်တိုင်ပိတ်လောင်ခံခဲ့ရပါတယ်ကျွန်တော်ဟာတိုင်းပြည်တစ်ပြည်လုံးကိုမြို့ယူဖန်ဆားနိုင်တဲ့မျက်နှာမျိုးနဲ့မွေးဖွားလာခဲ့ပေမဲ့ထိုမျက်နှာကပဲကျွန်တော်အတွက်ကျင်းစားဖြစ်လာခဲ့တာပါဒီ6နှစ်တာကာလအတွင်းကျွန်တော်ကိုဘယ်သူမှစကားတခုမှမပြောခဲ့ကြပါဘူးကျွန်တော်ထောင်ကလေးဟာအေးဆက်မောင်မဲနေပြီးကျွန်တော်စီလာလေးရှိတဲ့တူဦးလေးတော်သူကတော့ကျွန်တော်အတွက်ဆူတောင်းပေးဖို့တစ်လားတစ်ခေါက်လာတတ်တဲ့ဘုန်းတော်ကြီးပါပဲဒီနေ့မှာတော့ဘုန်းတော်ကြီးဟာပုံမှန်နဲ့မတူပဲရောက်ရှိလာပြီးထောင်ထဲကိုအလောင်းတစ်လောင်းပြစ်ထည့်လိုက်ပါတယ်ထိုအလောင်းမှာလည်းကျွန်တော်လိုပဲတန်မြင့်တဲ့ပုံစွတ်ထားတာပါကျွန်တော်အံ့အားမြင်တက်သွားချိန်မှာဘုန်းတော်ကြီးကကျွန်တော်အနာတိုးကပ်လာပြီးအစီအစဉ်ကိုတိုးတိုးလေးရှင်းပြခဲ့ပါတယ်ထို့နောက်ဘုန်းတော်ကြီးဟာအပြင်ကိုအပြေးလောထွက်သွားပြီးတန်မြင့်တဲ့ပုံနဲ့လူဟာပလိယောဂါနဲ့တိတ်ဆုံးသွားပြီးဖြစ်ကြောင်းအဆောင်တွေကိုအော်ဟစ်ပြောဆိုခဲ့ပါတယ်အဆောင်တွေလည်းချက်ချင်းပြပြတရားဖြစ်သွားကြပြီးယောဂကုသမှကြောက်တာကြောင့်ဘုန်းတော်ကြီးကိုတိုးထုတ်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲဘုန်းတော်ကြီးဟာသူယုံကြည်အားထားရတဲ့3ယောက်တော်တငယ်ချင်းတွေဖြစ်တဲ့3ယောက်ပေါင်းနဲ့တစ်ချောင်း Three Musketeers ဘိုင်ဒါရီနဲ့ပြန်လည်ဆုံစည်းပြီးကျွန်တော်ကိုအိတ်ထက်ကခန်းတက်အပြင်ဘက်ကိုတူတူတိတ်တိတ်ခေါ်ထုတ်သွားခဲ့ကြပါတယ်6နှစ်ကြာပြီးမှကျွန်တော်မျက်နှာပေါ်ကတန်မြင့်တဲ့ပုံကိုဖယ်ရှားလိုက်ချိန်မှာတော့ကျွန်တော်တောင်ပြန်မမိနိုင်တော့ပါဘူးကျွန်တော်ဟာတက်ဝင်လှုပ်ရှားမှုမရှိတော့ပဲစိတ်တဆဆန်စိုက်ကြည့်နေတဲ့အယိုးကောင်းကြီးလိုဖြစ်နေခဲ့ပါတယ်ထိုမျိုးသား3ယောက်ဟာစိုးရိမ်တကြီးကြည့်လိုက်ကြပြီးသူတို့ရွေးချယ်မှုမှန်ရဲ့လားဆိုတာကိုတွေးတောနေကြပုံပါပဲထို့နောက်သူတို့ဟာကျွန်တော်ကိုရေချိုးပေးစပင်းညက်ပေးပြီးမူလရုပ်ရည်အတိုင်းပြန်လည်ပြင်ဆင်ပေးခဲ့ကြပါတယ်ကျွန်တော်သူတို့ရှိမှပြန်လည်မတ်တက်ရက်လိုက်တဲ့အခါတိုင်းပြည်ရဲ့ဘရင်လူဝစ်ဆဲလေးနဲ့ဆွချထားသလိုတူညီလုံးလာတာကြောင့်အားလုံးတိတ်ဆိတ်သွားခဲ့ကြပါတယ်ကျွန်တော်လွတ်မြောက်လာချိန်မှာတော့ကျွန်တော်မျက်နှာနဲ့တူညီရဲ့ဘရင်ဟာတိုင်းပြည်ကိုလစ်လူရှုပြီးကာမဂုဏ်ခံစားမှုတွေကိုပဲအမြဲလိုလိုက်လံရှာဖွေနေခဲ့ပါတယ်ထိုနေ့မှာပဲသူဟာပြစ်မှတ်တစ်ခုကိုရွေးချယ်ခဲ့ပါတယ်သူဟာလူအုပ်ကြီးတဲ့ကိုကျိုးတစ်ချောင်းပါတဲ့တောဝက်ရိုင်းတစ်ကောင်ကိုလွှတ်လိုက်ပြီးလူတွေထိတ်လန့်တကြားထွက်ပြေးနေကြတာကိုကြည့်ကသဘောကျနေခဲ့ပါတယ်ထို့နောက်အဆိုပါရဲ့ confusion အခြေအနေကိုအသုံးချပြီး Kristen ဆိုတဲ့အမျိုးသမီးငယ်ကိုထောက်ပိတ်လိုက်ပါတယ်ပြေးစရာအမြင်မရှိတော့တဲ့နောက် Kristen ဟာစိတ်ငြိမ်တဲ့လမ်းကြားလေးတိုင်းထွက်ပြေးခဲ့ပေမဲ့ဘရင်ကနောက်ကနေလိုက်လာပြီးသူ့ရဲ့အာဏာကိုသုံးကအနိုင်ကျင့်မှုကြံစည်ခဲ့ပါတယ်ဘရင်မသိခဲ့တာကတော့ Kristen မှာစစ်ဆက်ထားသူရှိပြီးသားဖြစ်ုံနဲ့မကပဲမင်္ဂလာဆောင်ဖို့ရပိုင်းညတာလိုတော့တာပဲဖြစ်ပါတယ်